ခင်မူကြီးစေပါကြောယံနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓပိစိကဗုဒ္ဓသအရဟအဂတဝကမာတပိတုကုရုတ္တဓမ္မတေတကာသဒါယကဣမေတေဇမာကုနေအဟံဝန္ဒာမိသဗ္ဗထာဖျားသမီးတို့သည်တန်တရားဆာမဆာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိခဲ့သည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးပါ၏ဖျားဖျားသမီးတော်သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓအရှင်သူမြတ်ကြီးတို့ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိခဲ့သည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းကြိုးငါရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးကြောပါ၏ဖျားဖျားသမီးတို့သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္တာရှင်သူမြတ်ကြီးတို့အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိခဲ့သည်ရှိသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးပါ၏ဖျားဖျားသမီးတို့သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္တာရှင်သူမြတ်ကြီးတို့အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိခဲ့သည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းကြုံငါရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးကြောပါ၏ဖျားဖျားသမီးတို့သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္တာရှင်မြတ်ကြီးတို့အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိခဲ့သည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းကြိုးငါရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးပါ၏ဖျားဖျားတပည့်တော်သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်ဖခင်တို့ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိခဲ့သည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးပါ၏ဖျားဖျားတပည့်တော်သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောလိမ္မာစေယံကြိုးကြောင်ပြ၍ဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိခဲ့သည်ရှိခဲ့ပါသောထိုပြစ်တို့ကိုပြောက်ပါစေခြင်းကြိုးငါရိုသေမြတ်တို့လက်ဆုံးမှု၍ရှိခိုးကြောပါ၏ဖျားဖျားတပည့်တော်သည်တန်တရားစမှဆ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောသီလကုံသမာဓိကုံပညာကုံတို့ကိုစီဘူဖြည့်ခြင်းလျက်ရှိကြကုန်သောလူပုဂ္ဂိုလ်ယံပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့အပေါ်၌
ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိခဲ့သည်ရှိပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသိမြတ်တို့လက်ဆောင်မိုး၍ရှေခိုးကြောပါ၏ဖေယဖေယတပည့်တော်သည်တန်တရားစမှစ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောပြောပြသဆုံးမတတ်သောဆရာသမားတို့အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိခဲ့သည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ဖေယဖေယတပည့်တော်သည်တန်တရားစမှစ၍ယနေ့တိုင်အောင်ထမင်းတလုံးရေတမုတ်စသည်ဖြင့်ပေကံချင်းမြင်ထောက်ပံ့ဘူးသောကျေးဇူးရှင်ပုဂ္ဂိုလ်တို့ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိခဲ့သည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ဖေယ